နေ့တော့ပေးမိရဲ့မြင်ကွင်းကိုလူတော်များများမမြင်ဘူးသေးတဲ့အတွက်ရှုစားကြည့်ရအောင်နော်ကျွန်တော်ပြောချင်တာကလူတော်များများမြင်ဘူးတဲ့မြင်ကွင်းတစ်ခုပါပေးမိလေကနေမြင်နိုင်တဲ့မြင်ကွင်းပါဝဖဟာထမ်းမဲမှစပြီးလို့ပါမယ်ကြရက်နဲ့ကနူအမျိုးအစားနှမျိုးစလုံးကိုအိန္ဒိယမှာငှားရနိုင်ပါတယ်ကျွန်တော်ကဒီနေ့ကချင်းမှရှိရဲ့နှီးစီမှာပေါ့နှီးတယောက်ကို50ပန်း50ပေါ့နော်တယောက်ကိုပန်း50ဟောတော့မနေ့8 နာရီကနေညနေ8 နာရီထိမနေ့8 နာရီကနေညနေ8 နာရီထိခွင့်နေပေါ့နော်ပိတ်ရမရှိဘူး Monday to Saturday ပေါ့နော်ပိတ်ရမရှိဘူးဆိုဒီနေ့စီးလာပါနော်တိုက်ကြပါနော်လိုက်ခဲ့လာပါလို့ဒီမှာဦးကျွန်တော်ဝင်လာပါနဲ့ဒီမှာကျွန်တော်ရေးလို့ရတယ်ဒါတကယ်ရေးဒီကောဒီစစ်ဖြစ်မှာဟာရောနော်ပြီးတော့ရေးလို့ရတယ်ကိုစိတ်ရဲ့အကြောင်းကြီးရေးလို့ရတယ်ခရပ်ပြီနော်ခရပ်ပြီပိတ်တဲ့အကြောင်းရေးလို့ရတယ်ပိတ်တဲ့အကြောင်းလေးဆိုစီးရပါတယ်ကျွန်တော်တို့လေစိတ်တစ်စိုက်ကိုရေးချလို့ရတယ်ကိုနဲ့တင်လို့တဲ့ site ပေါ့ left side ရှိတဲ့အဲ့ site medium site မျိုး site မျိုးရှိတယ်ကျွန်တော် medium site ပါကျွန်တော် medium site ကိုရေးချပါတယ်ခါရက်လေမစီးခင်ယူလာဖို့မေ့ပါနဲ့နော်ယူလာဖို့မေ့သွားရင်လည်းတပုတ်ကို7နဲ့ဝယ်ယူနိုင်ပါတယ်ဒီနေ့ဖြစ်ရင်ခါရက်လော်ကိုရွေးပြီးလှေပေါ်တက်ကြရအောင်နော်ကျန်းဆက်ပြီးတော့သွားတာခက်တယ်ဘာလို့လဲဆိုတော့ဒီငားများတဲ့သူရှိတော့လေငားများတဲ့သူရှိတော့အလေကနေသွားတာပေါ့ဟုတ်တယ်အလေကမှာဘာလို့ဆိုပြီးမှငားများတဲ့သူရှိတော့လေသွားတာနည်းနည်းဆင်းပြေအဲကြောင့်အလေကပဲသွားတာပေါ့ဟုတ်တယ်ဒီချိန်ကစီးလို့ကောင်းတယ်ဒီချိန်ကဒီနေ့4 နာရီကျော်နောက်ပိုင်းဆိုတော့နည်းနည်းနေအေးလာတဲ့ချိန်ကောင်းတယ်နေ့လေစီးရင်မကောင်းနေ့လေအဓိကညနေနေကြသွားတဲ့ချိန်ပေါ့နေကြတဲ့ချိန်မှာစီးရင်ကောင်းတယ်ကျွန်တော်လေကိုစလို့တဲ့အခါမှာခီးဆက်ရတယ်လေကိုစလို့တဲ့အခါမှာနည်းနည်းလေးစောင်းလိုက်ကြည့်စပြီးစောင်းတာနဲ့စပြီးစောင်းတာနဲ့ကွာကျွန်တော်သွားမယ်လမ်းလုံးဝစောင်းလာတယ်အဲကျွန်တော်ကလေကျွန်တော် focus များလို့မရဘူးကျွန်တော် focus များတာနဲ့တလမ်းကိုပဲအောင်ဆက်မယ်ကျွန်တော် focus များတာနဲ့ကျွန်တော်သွားမယ် direction ပြောက်သွားတာပဲလုံးဝလမ်းလွှဲပြီးသားပဲဒီက focus များလို့မရဘူး thank youကျွန်တော်အခုပြန်ရှိထွက်ဟိုလာထွက်ခဲ့နေရတယ်အခုပြန်ပြီပေါ့နော်ကျွန်တော်3 နာရီလောက်စီးခဲ့3 နာရီလောက်ကျွန်တော်တို့အကြာကြီးစီးခဲ့ရတယ်ည7 နာရီစီးခဲ့ရတယ်စီးခဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစားဆုံးကြည့်ရှုပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်အပ်မေးပါနဲ့နော် see you next week thank you Jesus